channel တွေမှာဟိုဘက်ဆိုတော့ဟိုဘက်လေးရောက်ဒီဘက်ဆိုတော့ဒီဘက်လေးရောက်နည်းနည်းလေး error တွေတက်နေတယ်သူယူသားယူဖြစ်မယ်လို့တော့မျှော်လင့်နေပါဗျာနော်အကောင်းဆုံးကျွန်တော်ကြိုးစားပါမယ်သိမကြခင်မှာဒါနဲ့ပတ်သက်ပြီးအလုပ်မအားတဲ့အတွက်ကြောင့်မလို့ YouTube supporting နဲ့ကျွန်တော်ဆက်သွယ်ဖို့မေးနေတာပါနောက်ကျွန်တော်ဆက်သွယ်မယ်နော်အားလုံးမင်္ဂလာပါဘုသူတွေရှိကြလဲကျွန်တော် live ဒီမှာပြန်စရပြန်ပြီခဏပြန်စနေရအားနာပါတယ်နော်အားပေးကြည့်ရှုစောင့်မျှော်နေကြတော့ညီကောင်မောင်တို့အားလုံးကိုအထူးကျေးဇူးပဲတင်ပါတယ်ကျွန်တော်ပတ်သက်ပြီးစိတ်ရှည်သိခံလေးပါကျွန်တော်ရဲ့ရက်တီမှုကလည်းခက်ခဲကြမ်းတမ်းလွန်လာပါတယ်နော်သိခံနားလဲပေးပါခင်ဗျဘယ်သူတွေရှိကြလဲနှုတ်ဆက်ပေးပါအောင်ကျေးဇူးပြုအားလုံးကိုကျေးဇူးပါတယ်အသေးလေးစားတွေ့လာပါပြီဒါဆိုတော့သိချပါတယ်ကျွန်တော် like ကလေးခုလောလောဆယ် line မတက်လာပါပြီမင်္ဂလာပါ hi နဲ့ကျွန်တော်လည်းစိတ်ရှည်ပေးကြတယ်နော်ကျေးဇူးအများကြီးတင်ပါတယ်နှုတ်ဆက်စာလေးရေးပေးကြပါဦးမြ good luck ကံကောင်းပါစေ morning come on ဟုတ်ပြီကျေးဇူးအများကြီးတင်ပါတယ်နော် ဖေးထားမှကြည့်လိုက်မယ်ကဲဟုတ်ပြီမြင်တော့မြင်ရပါပြီအဆင်ပြေမှာဒီတော့လည်းအဆင်ပြေမှထင်ပါတယ်နော်ဒီတစ်ခါတော့အဆင်ပြေမှမျောလင့်နေဒါပေမဲ့ဘယ်လိုဖြစ်လို့ကျွန်တော်မှာဗမာလိုမတက်ဘဲနဲ့အင်္ဂလိပ်လိုတက်နေကျွန်တော်စဉ်းစားမရဘူးဖြစ်နေ translate လည်းမလုပ်ထားပါဘူးမလုပ်ထားဘဲနဲ့Not shine so good luck to you guys ရန်ကုန်နေချင်နေတယ်ဟုတ်ကဲ့ပါနော်ဟုတ်ပြီကျွန်တော်ဘယ်လိုလုပ်ရင်ကောင်းမလဲကျွန်တော်ရဲ့ live တွေကအခုလောလောဆယ်မှာအခက်ခဲတွေ့နေရနော်အန်အောဘကောင်းလာအောင်translate လုပ်လဲတိတ်နေနော်participant anyone mood message delete none okay ရှိပါအဲ့တော့တစ်ခုဒီလောက်ကျွန်တော်ကကျွန်တော်ကဘယ်လိုလုပ်ရင်ကောင်းအေးရပြီခုမှတော့ကမောင်းနဲ့တော်လိုင်းဘက်ခတ်ချဆိုနေကျေးဇူးများအခုတော့ရပါပြီဘာမှလို့ရေးပြီပါနော်ကျေးဇူးပြဘာမှလို့ရေးပါချုပ်ဘာမှလို့ပေါ်တယ်ဘာမှလို့ပေါ်လိုက်အင်းလေးပေါ်လိုက်ဖြစ်နေတော်တော်လေးအံ့ဩဖို့ကောင်းတယ်မင်္ဂလာပါဘာမှလို့ရေးပေးနေနော်အော်ကောင်းလာအောင်ကိုတိုက်ခိုက်တယ်ညားနေလားကဲကျေးဇူးအများကြီးတင်ပါတယ်ရေးပေးနေရတယ်ကျေးဇူးအများကြီးတင်နော်စာရေးပေးနေတာကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဒီနေ့စကားပြောရတော့ခက်ခဲအောင်မယ်ဘာကြောင့်လဲဆိုတော့ကျွန်တော် YouTube ကနည်းနည်းလေး view message have for review နော်နည်းခက်ခဲအောင်မယ်ကျွန်တော်နည်းနည်းလေးသိခံပြီနော်ခုတော့ကျွန်တော် YouTube ဘာတွေဖြစ်နေလဲဆိုတော့စဉ်းစားမရဘူးဖြစ်နေHouse message I don't want to say hello but I just said
နဲ့ခက်ခဲနေလို့အဲ့တော့ကျွန်တော် like ကချပါဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုယ်လည်းသိရခက်နေတယ်နည်းနည်းလေးသိခံပေးပါနော်သာပါပါဟုတ်ပြီ time super go example no ခဏချက်ခဏပိတ်ကြည့်နော်ခဏချက်ခဏပိတ်ကြည့်နော်ခဏလေးပါကျွန်တော်ပိတ်ကြည့်မယ်ပြီးပြန်ပြင်မယ် alright producer ဟာချာငါကြတော့ no ဒါလည်းမဟုတ်သေးဘူးအဲ့ဒီခံပေးပါလေကျွန်တော်ကိုယ်ချိန်နေရလို့ပါ hello brother ကဲအဲ့ဆိုတော့ကျွန်တော်ကဒီ YouTube channel ကျွန်တော်နည်းနည်းတော့ခါပေးနေပြီเนาะနည်းနည်းသိခံပေးပါဘာကြောင့်လဲကျွန်တော်ကိုယ်နားလဲခံစီးပြီးသွားမှာကျွန်တော်လိုက်ချပြတယ်เนาะကျွန်တော် AC ပြန်တက်လာခဲ့မှာ